တငယ်ချင်းအားလုံးမင်္ဂလာပါချက်ကိုမိတ်ဆွေတငယ်ချင်းတွေကခဏခဏမေးတယ်ထက်ဘယ်လိုမျိုးယုံကြည်မှု confidence level နဲ့ဘဝကိုဆက်ရှောင်နေလဲလို့ခဏခဏမေးတယ်ကိုယ်ရမှာလဲထက်ကိုပြောကြတယ်ပေါ့နော်ဆိုတော့ကိုတော့ဂုဏ်ယူစရာတစ်ခုအနေနဲ့ပြောတာတော့မဟုတ်ဘူးပေါ့နော်တိုးတော်ညာလဲအဲ့ဒီကိုယုံကြည်ရတယ်ဆိုတော့ level တစ်ခုနဲ့ဘဝကိုရှောက်ရတာအကောင်းဆုံးပဲလို့ထက်ကတော့ထင်တယ်ယုံကြည်မှုဆိုတာခံစားချက်တစ်ခုမဟုတ်ဘူးဥပမာပေါ့နော်ငါယုံကြည်မှုရှိရလို့ခံစားနေရတာမဟုတ်ဘူးယုံကြည်မှုဆိုတာကလေလုပ်ရတဲ့စိတ်ဓာတ် action mindset ကိုပြောတာစူးစမ်းကြည့်ဖို့ဆုံးဖြတ်ချက်ချနိုင်တဲ့အစွမ်းယုံကြည်မှုဆိုတာကမအောင်မြင်တာကိုပဲဖြစ်ဖြစ်အောင်မြင်တာကိုပဲဖြစ်ဖြစ်တေချာမှုမတေချာမှုကိုတော့မှမသိဘဲနဲ့စမ်းကြည့်နိုင်တဲ့စိတ်ဓာတ်ပေါ့နော်စူးစမ်းကြည့်မယ်ဆိုတဲ့အတွေးနဲ့စလှူရှားလိုက်တာနဲ့ယုံကြည်မှုလည်းပဲစတာပဲစူးစမ်းရင်းနဲ့လည်းအောင်မြင်နိုင်တယ်ကြာရှုံးနိုင်တယ်အခက်အခဲတွေကိုကြော်လွှားနိုင်တယ်ဆိုတာတွေကိုလည်းမြင်လာသိလာနိုင်တယ်ပေါ့နော် confidence level အရာ high ဖြစ်နေတိုင်းလေအရာတိုင်းကအောင်မြင်နိုင်တယ်လို့ဆိုတာမဟုတ်ဘူးနော်ထက်ဖတ်ဖို့တဲ့စာချောင်းလေးတစ်ချောင်းလိုပဲခြေလန်းတလန်းကတန်တရားတွေထက်ပူပြီးတော့အကောင်းနေတဲ့ထက်ကလည်းအဲ့ဒီလိုပဲတွေးခဲ့တယ်ပေါ့နော်ဆိုတော့ထက်ခြေလန်းတလန်းလှမ်းဖို့အမြဲတမ်းအစင်သင်ဖြစ်နေခဲ့တယ်တငယ်ချင်းတွေလည်းချက်လိုပဲခြေလန်းတလန်းလှမ်းဖို့မတွန့်ဆုံးကြပါနဲ့လို့ကျေးဇူးတင်ပါတယ်